ရှင်နာမရှိတအိအိစီးသည့်မြစ်ပမာအသေးစခန်းမနာရန်လျှောက်လန်းကြသူငါတအိအိစီးဆင်းနေတဲ့မြစ်တစ်စင်းကိုကြည်ပါပင်လယ်ကြီးကိုသွားနေတဲ့သူ့ခီးကိုသူဟာဘဲချိန်မှရက်နေတယ်ဆိုတာမရှိဘူးအချိန်နဲ့များစီးဆင်းနေတယ်အဲ့လိုပဲတတ္တဝါတွေဆိုတာတေချင်းစီကိုဥတီးပြီးသွားနေကြတဲ့ခရီးတွေပဲဓာတ်ထဲဘာမှမပူပါဘူးအဝိဇ္ဇာအာကြီးလွန်းလို့လားသူကပါငါကပါနဲ့ရှောက်ထင်နေကြတာတကယ်ကတေချင်းစီကိုသွားနေကြတဲ့ခရီးတွေမြစ်ဟာပင်လယ်ကြီးကိုသွားတဲ့သူခီးကိုဘယ်ချိန်မှမရက်တယ်လို့ပဲဒီခရီးတွေဟာလေတည်ရင်းစီကိုသွားနေတဲ့သူတို့ရဲ့ခီးကိုဘယ်ချိန်မှမရက်ဘူးအချိန်တိုင်းသွားနေကြတယ်အလုပ်လုပ်ရင်လည်းသွားနေကြတယ်စကားပြောရင်လည်းသွားနေကြတယ်စဉ်းစားရင်လည်းသွားနေကြတယ်ရုပ်စွာဆိုအိပ်ပျော်နေတော့မှတောင်ဒီခီးကိုမရက်ဘူးသွားနေတယ်ဒါကြောင့်တချို့အိမ်ရင်တည်နေတာမနဲ့လင်းတော့မထတော့ဘူးဒီလောက်မနာတမ်းသွားနေမှတော့ဘယ်ချိန်ရောက်မယ်လားမသိနိုင်တာပူနီးလာတယ်ဆိုတာတော့သိကြတယ်နွားသက်သမားတက်မြည်နွားဆွဲသွားဥပမာတေဝါဌာနညင်းမရသွားရချိန်တိုင်းသာတဲ့ဒီဥမာကပို့ပြီးတော့တောင်ထိတ်လန့်စရာကောင်းနွားသက်သမားနွားကိုတတ်မလို့တတ်မဲ့နေရာကိုဆွဲသွားတယ်အဲ့ဒီနွားရဲ့ခြေလန်းတိုင်းဟာတလန်းထက်တလန်းအသက်ခံရခြင်းနဲ့ပူနီးတယ်အဲ့လိုပဲတတ္တဝါတွေရဲ့တည်ဆုံးခြင်းဟာတစ်ချိန်နဲ့တစ်ချိန်ပူနီးတယ်နွားသက်သမားတက်မြည်နွားဆွဲသွားဥပမာတေယာဌာနညင်းမရသွားရချိန်တိုင်းသာသွားမှန်တိမတိရောက်မိမြန်မကြာတို့သူငါစုခုထက်ခုတေမှုနီး၍လားတဲ့အများစုကကိုခီးကိုဘယ်သွားလို့သွားနေမှာသိကြတာမဟုတ်ဘူးသိတော့လည်းအမှတ်မရကြဘူးတိမတိအမှတ်ရမရသွားနေကြတာဖြစ်လို့မကြခင်တော့ရောက်သွားမှာပဲသွားနေတာဖြစ်လို့အခုထက်အခုကပိုးပြီးတော့တေဖို့နေတယ်ပျက်စီးလွယ်လာလူဘဝတူဆွအိုးပမာအကြောင်းမျိုးရင်ဆိုင်တို့တေရိုးဓမ္မတာမြေအိုးတစ်လုံးရဲ့ကွက်ပြက်ခြင်းကိုဘယ်သူမှမသိနိုင်တယ်လို့လူတစ်ယောက်ရဲ့ဘဝပျက်စီးခြင်းတည်ဆုံးခြင်းကိုဘယ်သူမှမသိနိုင်ဘူးမြေအိုးရဲ့ကွက်ပြက်ခြင်းဟာအချိန်မရွေးဖြစ်နိုင်တယ်လို့ဘဝရဲ့တည်ဆုံးခြင်းဟာလည်းအချိန်မရွေးဖြစ်နိုင်တယ်အမျိုးမျိုးသောအကြောင်းကြောင့်ဘဝခန္ဓာပျက်စီးသွားနိုင်တယ်